ညာတန်းကောင်ရန်အချိန်မှာ Abraham Lincoln AB Lincoln ရဲ့တကားကိုတစုံတစ်ယောက်ကလာခောက်ခဲ့ပါတယ်။သူတကားဖွင့်လိုက်တဲ့အခါမှာတော့သူရဲ့တငယ်ချင်းဖြစ်သူကကဘာကြီးပြတ်တော့မယ်ဆိုပြီး hit အကြောင်းကြားခဲ့ပါတယ်။ Lincoln ဟာပဒင်းပေါက်စီကိုအပြေးလွှာသွားကြည့်တဲ့အခါမှာကောင်းကင်ရန်ကနေကျဲပေါင်းထောင်တောင်းကြည့်ပြီးကြွေကြနေတာကိုမြင်လိုက်ရပါတယ်။တနိုင်နယ်လုံးမှာရှိတဲ့လူတွေဟာလည်းထိတ်လန့်တုန်လှုပ်နေကြပါတယ်။အချို့ကတော့ဖျားသခင်ကသူတို့ကိုတရားစီရင်ဖို့ကြွလာပြီးအထင်နဲ့ကြောက်လန့်တကြားထပ်ပြေးနေကြပါတယ်။အချို့ကတော့နတ်မမေတွေကဘာမြေပေါ်ကိုဆင်းသက်လာတာလို့ထင်ကြပြီးကောင်းကင်ရန်တစ်ခုလုံးလှူရှားနေတယ်လို့မျိုးမြင်တွေ့ခဲ့ကြရပါလား။ဒါပေမဲ့ Lincoln ကတေချာအနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့နက္ခတ္တရာတွေဟာမူလအတိုင်းပဲရှိနေတာကိုသတိထားမိလိုက်ပါတယ်။ဒါကြောင့်ကျဲတွေဟာတကယ်တမ်းကြွေးကြနေတာမဟုတ်ဘူးဆိုတာကိုသူယုံကြည်သွားမိပါတယ်။နှစ်အတော်ကြာပြီးတဲ့နောက်မှာတော့သိပ္ပံပညာရှင်တွေဟာကမ္ဘာအနီးကနေကျဲတကွန်းတစ်ခုဖြတ်တန်းသွားခဲ့တာကိုသိရှိခဲ့ကြပါတယ်။အဲ့ဒီကျဲတကွန်းရွေလျားသွားတဲ့အခါမှာသေးငယ်တဲ့အပိုင်းအစားပေါင်းသိန်းနဲ့ကြီးပြီးကွဲသွက်ကျန်ခဲ့ခဲ့တာပါ။အဲ့ဒီအပိုင်းအစားတွေဟာကမ္ဘာလေးတူထဲကိုဝင်ရောက်လာတဲ့အခါမှာလောင်ကျွမ်းသွားပြီးအလွန်ကြီးမားတဲ့အုတ်ကာခဲမိုးကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Lincoln ရဲ့အမြင်ဟာတစ်ချိန်လုံးမှန်ကန်နေခဲ့တာပဲဖြစ်ပါတယ်